어휘 얘기하자러 방향 나가 하래요 일단 꾸면은 방향아 우디제 우디제는 ပတ်သက်ပြီးတော့မှကျဲရမယ် meaning လေးတွေကပါလဲဆိုရင်이쪽 이가 D ပေါ့နော် 쪽가 백 D 백 이쪽 D 백 그쪽 호백 그쪽 호백 저쪽가 자러 호백 အဲ့ဒါကြတော့ဒီသူတို့နှစ်ယောက်လုံးရဲ့အဝေးမှာရှိတဲ့နေရာတစ်နေရာကိုညွှန်းချင်တဲ့အခါမှာ저쪽ကိုပြောတယ်ပေါ့နော်저쪽 호마 이쪽가 디백 그쪽 호백 저쪽 호백နောက်တစ်ခုက 왼쪽 베백 왼쪽 베백 오른쪽 야백 오른쪽 야백 왼쪽 베백 오른쪽 야백 အဲ့တော့ meaning လေးကိုအရင်ချက်ပါ meaning ချက်ပြီးသွားပြီဆိုလို့ရှိရင်ဒီကလည်း all we ပဲပေါ့နော် all we မှာဆိုလို့ရှိရင်ဒီမှာ 건너다 ဖြတ်ကူးသည် 건너다 ဖြတ်ကူးသည်လမ်းဖြတ်ကူးသည်ပေါ့နော် 건너다 ဖြတ်ကူးသည် 건너편 မျက်နှာချင်းဆိုင်ဘက်လမ်းတစ်ဖက် 건너편 မျက်နှာချင်းဆိုင်ဘက်လမ်းတစ်ဖက် 건너편 မျက်နှာချင်းဆိုင်ဘက်လမ်းတစ်ဖက် 횡단보도 누구 미인자 횡단보도 누구 미인자 횡단보도 누구 미인자 6교가 자러 루도와 젠젠란 sorry 누구 공주어다 어 6교 누구 공주어다 6교 누구 공주어다 지하도 니아울란 지하도 니아울란 အဲ့တော့ဒီ OE ကိုအရင်ဆုံးရအောင်ကြက်ပါနော်ရပြီဆိုလို့ရှိရင်မူကိုဒေတာ파십시오မေးပြီးဖြေကြည့်ပါတဲ့ဘူကီမှာသူကဥမာဘာလေးကိုပြောထားလဲဆိုရင်편의점이 어디에 있습니까ကုန်တိုက်ကဘယ်မှာရှိပါသလဲတဲ့ 편의점 ကဒါဒီsorry ကုန်တိုက်တောင်ဖြစ်နေ 편의점 ဒီ convenience store ပေါ့နော်24နာရီဖွင့်တဲ့ store ဆိုင်ကို 편의점 လို့ခေါ်တယ်နော်편의점ကဘယ်နေရာမှာရှိပါသလဲအဲ့တော့သူတို့ရောက်နေတဲ့နေရာရဲ့ 편의점 နဲ့ကတစ်ဖက်မှာရှိရပေါ့နော်အဲ့တော့ 건너편에 있습니다. 난တစ်ဖက်မှာရှိပါတယ် 횡단보도로 건너세요. 누구민자 네, 누구민자 피, 건너세요. ဖြတ်ကူးပါ누구민자가 နေပြီးတော့မှဖြတ်ပါပေါ့နော်အဲ့တော့သူက 편의점 လေးကိုပြောထားတယ်နောက်ဒီလိုဘူဂီလိုပုံစံမျိုးလေးပဲ편의점 မဟုတ်ဘဲနဲ့극장ရေးလို့ရတယ်နော်နောက်တစ်ခုကကြတော့서점ရေးလို့ရတယ်နော်စာအုပ်ဆိုင်ဥပမာဆိုရင်좋은 서점이 어디에 있습니까 좋은 안နာမည်နော်서점 စာအုပ်ဆိုင်ကဘယ်နေရာမှာရှိပါသလဲအဲဆိုရင်လမ်းညွှန်ပြလို့ရတယ်ပေါ့နော်နောက်တစ်ခု극장လား제1극장이 어디에 있습니까ဘယ်နေရာမှာရှိပါသလဲเนาะအဲ့လိုလေးတွေမေးလို့ရတယ်